စူးစမ်းကျင်စိတ်တစ်ခုတည်းနဲ့အသက်နဲ့ယဉ်ပြီးဒီလိုနေရာမျိုးကိုမသွားတဲ့တာတော့အမှန်ပါပဲလူတွေဟာမိမိတို့တန်ရုံးစင်ကြီးခဲ့တဲ့နေရာတွေကိုတည်ဆောင်သွားတာတော့စွန့်ခွာမသွားနိုင်ကြဘူးဆိုတာသိညုံပါသလားအခုပြောပြပေးမှာကတော့အိန္ဒိယနိုင်ငံဒယ်လီမြို့ရဲ့တစ်ချိန်ကအလှပဆုံးဖြစ်ခဲ့ပေမဲ့အခုတော့ထိတ်လန့်စရာကောင်းတဲ့နန်းတော်ဟောင်းကြီးတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ပြက်လေးတစ်ခုပါဒီဆန်စွာရွာသွန်းနေတဲ့မိုးနဲ့အတူမိုးချိန်တန်းတွေကပဝင်းကျင်တစ်ခုလုံးကိုတုန်ခါနေစေပါတယ်အဲ့ဒီချိန်မှာရဲဒီလက်ကနေထွက်ပြေးလာတဲ့တခိုးတယောက်ဟာဘာမှမစင်စားပဲဥဒ္နယံကြီးတစ်ခုကိုကြော်ဖြတ်ပြီးနန်းတော်ဟောင်းကြီးတဲ့ကိုခိုးဝင်သွားခဲ့တယ်ငါ့ကိုဘယ်ရဲမှဖမ်းလို့မမိဘူးကွာဆိုပြီးသူကိုဂယူးလို့မဆုံးခင်မှာပဲအမောင်ထဲကနေမိမပြူတယောက်ရဲ့တုံလို့เสียအတန်ကြီးထွက်ပေါ်လာပါတယ်မင်းကိုဒီကိုလာဖို့ဘသူခွင့်ပြုလို့လေမိဘရင်ကြီးရဲ့နန်းတော်တွေကိုမကြောက်မလန့်ကျူးကျော်လာတာပဲတခိုးကတော့ဒါကိုနောက်ပြောင်နေရဲ့လို့ထင်ပြီးရေမောနေခဲ့ပြီမဲ့ခဏကြာမှတော့အမောင်ထဲကနေရုတ်တရက်ပြေးထွက်လာတဲ့ဗိုက်စားနေတဲ့ခွေးကြီးနှကောင်ကသူ့ကိုအရှင်လက်လက်ကိုက်တက်ပြီးအယိုးတွေအတိပါဝါးစပစ်လိုက်ပါတော့တယ်ဒါဟာဒီနန်းတော်ရဲ့ပထမဆုံးသတိပေးချက်ပါပဲဒီအဖြစ်ရဲ့အပြီး3ရက်အကြာမှာတော့ဘန်ဂျူးဆိုတဲ့ခရီးသွားမင်းကလေးတယောက်ဒယ်လီကိုရောက်ရှိလာပါတယ်သူမဟာတာမန်နေရာတွေထက်ထူးထူးခြားခြားခြောက်ခြားစရာကောင်းတဲ့နေရာမျိုးကိုသွားကျင်တဲ့သူပါသူမရဲ့အဲလန်ညွန်ဟာဘန်ဒါကအဲ့ဒီနေရာကိုသွားရင်အသက်နဲ့ပြန်မလာနိုင်ဘူးလို့အကြိမ်ကြိမ်တားမြစ်ခဲ့ပြီးမြဲဘန်ဂျူးကတော့ငွေကိုသုံးဆပေးပြီးအဲ့ဒီကျင်းစာတဲ့နန်းတော်စီလိုက်ဖို့စုအတင်ခိုင်းစီကြပါတယ်နန်းတော်ကိုရောက်တော့ကျူးကျော်သူမကိုခွေးတွေကကြိုက်တက်လိမ့်မယ်ဆိုတဲ့ဆိုင်းဘုတ်ကိုဖန်ကျူတွေးခဲ့ပေမဲ့သူမကတော့ဒါကိုလူတွေမလာရဲအောင်ချုံလန့်ထားလာလို့ပဲထင်ပြီးလှောင်ရခဲ့တာပါအဲ့ဒီလိုနဲ့သူမနန်းတော်ထဲဆက်လျှောက်သွားပြီးမောလိုနားနေတဲ့အချိန်လေးအတွင်းမှာခဏအိပ်ပျော်သွားပြီးနိုးလာချိန်မှာတော့အရာအားလုံးကပြောင်းလဲပါတယ်လက်ဆေးဖို့ရေကန်စီသွားတဲ့အခါရေတွေကတာမန်ရေမဟုတ်ပဲသွေးတွေဖြစ်နေပြီးရေကန်ထဲမှာလည်းလူခန္ဓာကိုအစိတ်အပိုင်းတွေမျောနေတာကိုမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲသူခိုးကိုတတ်ခဲ့တဲ့ဝိညာဉ်မီဖျားကြီးကဗန်ဂျူးရှေမှာရုတ်တရက်ပေါ်လာပါတော့တယ်ဗန်ဂျူးကအသက်ချမ်းသာပေးဖို့ဒူးတောင်းတောင်းပန်ခဲ့ပေမဲ့မိဖျားကြီးကတော့သူမရဲ့နန်းတော်ကိုကျူးကျော်လာသူကိုလုံးဝအလွတ်မပေးခဲ့ပါဘူးငါခွေးတွေမစားရတာရက်ပေါင်းများစွာကြာနေပြီဆိုတဲ့စကားတခွန်းနဲ့အတူဗန်ဂျူးတာလည်းရက်ဆက်ဆက်အသက်ခံလိုက်ရပြီးသူမရဲ့အယိုးစုဟာနန်းတော်အဝင်ဝမှာနောက်ထပ်ကျူးကျော်မဲသူတွေအတွက်သတိပေးချက်တစ်ခုအဖြစ်ကြံရစ်ခဲ့ပါတော့တယ်အခုဆိုရင်တော့ဒီနန်းတော်ဟောင်းကြီးဟာဘယ်သူမှမသွားရတဲ့စိတ်ချောက်ချားဝေထိတ်လန့်စရာကောင်းတဲ့နေမီတစ်ခုဖြစ်နေပါပြီစူးစမ်းကျင်စိတ်တစ်ခုတည်းနဲ့အသက်နဲ့ယဉ်ပြီးဒီလိုနေရာမျိုးကိုမသွားတဲ့တာတော့အမှန်ပါပဲ